ဆိုင်းတန်ပုံတန်တွေတညံညံနဲ့ချင်းမိုင်မျိုးသူမျိုးသားတွေအားလုံးတက်ညီလက်ညီချီတက်သွားလာနေကြတာကတော့ချင်းမိုင်မျိုးရဲ့ပန်းစွန်းကပ်ပွဲလို့ခေါ်တဲ့မိုးခေါ်ပွဲပါဒီပွဲကိုတော့နှစ်စဉ်ຫນွေကုံမိုးကူအခုလိုမျိုး9လပိုင်းချိန်ဒီမှာကျင်းပကြတာဖြစ်ပါတယ်ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်ခရိုင်ချင်းမိုင်မြို့ရဲ့တမိုင်းဝင်ထေရှားကြော်ကြားလာတဲ့ဝက်ဂျီဒီလိုဝမ်ဆိုတဲ့ပထိုးတော်ကြီးဖျားဝင်းအတွင်းမှာချင်းမိုင်မြို့ရဲ့စတီယာပနက်တိုင်အုတ်တိုင်ကတည်ရှိလို့နေပါတယ်။တောင်ယာစိုက်ပျိုးမှုနဲ့စိုက်ပျိုးရေးကိုအဓိကထားပြီးလုပ်ကင်ကြတဲ့ချင်းမိုင်သူချင်းမိုင်သားတို့ရဲ့ယုံကြည်မှုကတော့အခုလိုမျိုးຫນွေကုံမိုးကူအချိန်ကာလတွေမှာမိုးကိုမြန်မြန်ရွာစေခြင်းလို့တဲ့ဆန္ဒကြောင့်ဒီဝက်ဂျီဒီလိုဝမ်ဆိုတဲ့ပထိုးတော်ကြီးဖျားကိုရေတက်ပယ်ခြင်းပန်းများပူဇော်ခြင်းမြို့ရိုးအုတ်တိုင်ကိုရေများဖြင့်လောင်းပြီးပူဇော်ခြင်းအဖြစ်၎င်းတို့မျှော်လင့်နေတဲ့မိုးကအလင်းအမြန်ရွာလာတယ်လို့ယုံကြည်ကြပါတယ်။ဒါကြောင့်မို့လဲဒီပွဲကိုကျင်းပပြီးဆိုတာနဲ့ချင်းမိုင်မြို့မှာနေထိုင်ကြတဲ့လူကြီးလူငယ်ကလေးမကျန်ဒီဖျားကိုတွားရောက်ပြီးပန်းဆက်ကလူရန်ကရေတက်ပယ်ကြပါတယ်။ဒီပွဲကိုဒေသခံတွေကပန်းစွန်းကပ်ပွဲလို့လည်းခေါ်ကြပါတယ်။ဒီပွဲကိုနှစ်စဉ်နှစ်တိုင်းကျင်းပတာဖြစ်ပြီးတော့ကျင်းပတဲ့အခါမှာ9ရက်တိုင်တိုင်ကျင်းပကြပါတယ်။တိုက်ဆိုင်မှုများကြောင့်လားယုံကြည်ချက်မှုများကြောင့်လားတော့မသိဒီပွဲတွေကျင်းပပြီးဆိုတာနဲ့ချင်းမိုင်မြို့အတွင်းမှာမိုးသိမ်းထန်စွာရွာသွန်းမှုတွေဖြစ်တတ်ပါတယ်။အဲ့ဒီပြင်ဒီပွဲကိုကျင်းပပြီးဆိုတာနဲ့မိုးတွေစက်တိုက်ရွာလာမျိုးတွေလည်းရှိခဲ့မှုပါတယ်။အခုလိုညဘက်အချိန်ခါမျိုးတွေမှာလာရောက်ပြီးတော့လူရန်ကြတဲ့သူတွေအဖို့လမ်းတိုင်းရွာရင်ကျင်းမှုအကအလှတွေကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။ယခုနေ့ရဲ့ပန်းဆက်ကလူရန်မှုပွဲကိုတော့မေလ23ရက်နေ့ကနေ19ရက်နေ့ထိ9ရက်တိုင်ကျင်းပနေတာဖြစ်ပါတယ်။